ပတ်တောက်ကြဧပြီလ3ရက်နေ့မှာနောက်ဆုံးရရှိထားတဲ့သတင်းတွေအရတန့်စင်ကဂျာရက်ဆိုင်နဲ့ထူရမှာပဲဖြစ်ပါတယ်အဲ့တော့တန့်စင်ဒီ16နှစ်သားလေးကိုထင်သလောက်ထိလွယ်ကူနေမှာမဟုတ်ဘူးလေးပွဲစတိုက်အရှုံးကနေပြန်လာရမယ့်ပွဲလည်းဖြစ်တယ်16နှစ်သားဆိုပေမဲ့စကေးကောင်းတဲ့ထဲမှာပါတယ်နောက်ထပ်ပွဲချက်တစ်ပွဲကိုရင်ဆိုင်ရမယ့်ပွဲဆိုလည်းမမှားဘူးဒီဖိုက်တာကဘလို့ဖိုက်တာဆိုတာပြည့်တဲ့ရင်းနှီးပြီးသားဖိုက်တာလည်းဖြစ်တယ်တန့်စင်ဒီရှုံးပွဲတွေစက်နေရမှန်ပေမဲ့လည်းသူထိုးခဲ့ရတဲ့ဖိုက်တာတွေကတကယ်ကို level တစ်ခုမှရှိတယ်စာချုပ်မရသေးတဲ့ဖိုက်တာတွေထဲမှာ level မြင့်တဲ့ထဲမှာပါတယ်ဆိုရင်မှားဘူးစူပီယန်လက် King San လက်ဆိုရင်လည်းတော်တော်လေးကိုကောင်းတဲ့ထဲမှာပါတယ်ကွန်ပိုင်နင်းဒီလည်းစကေးကောင်းတဲ့ထဲမှာပါတယ်အဲ့ဒီထဲမှာအဆိုးဆုံးကတော့တာခဲလို့ပါ K1 ရဲ့ကိပောင်စီချန်ပီယံကွာအဲ့လို level မျိုးကိုမြန်မာဖိုက်တာမွေးထိုင်းထိုးတဲ့ဖိုက်တာမွေးထိုင်းတော်မှာဒီရိုးရာကနေမွေးထိုင်းပြောင်းထိုးတဲ့ဖိုက်တာကိုကိပောင်စီမှာသွားတည့်ပြီးတော့အလဲထုနဲ့ရှုံးခဲ့ရလဲဖြစ်ပါတယ်အဲ့ဒီတော့တန်းစင်အနေနဲ့ဒီတစ်ခေါက်တွေးဆုံရမယ်ဂျာရက်ဆိုင်နဲ့ပွဲမှာနိုင်လိုက်တာနဲ့နောက်ပွဲတွေကသူ့အတွက်ပို့ပြီးတော့ခက်ခဲလာလိမ့်မယ်နိုင်လဲနိုင်မှရတော့မယ်ဒီပွဲရှုံးရင်9ပွဲစတိုက်အရှုံးမှာ1 championship မှာမြန်မာဖိုက်တာတွေရလည်းမကောင်းဘူးဆိုတာမှန်ပေမဲ့ကြိုကြားပြန်နိုင်လေးရှိပါတယ်တန့်စင်ကတော့လက်ရှိချိန်မှာ၄ပွဲစတိုက်ရှုံးနေပါပြီအခုတစ်ခေါက်သာဂျာရက်ဆိုင်ကိုရှုံးလိုက်မယ်ဆိုရင်တန့်စင်ဒီ1 championship မှာတော်တော်လေးကိုညနာဖော်စရာမရှိတော့အောင်ဖြစ်သွားပါလိမ့်မယ်ဒါပေမဲ့ဘယ်လောက်ထိအကောင်းဆုံးပြင်ဆင်နေရဆိုတာလဲသိရတဲ့အတွက်ကြောင့်မို့လို့အရင်အနေထားတဲ့ပုံပြီးတော့တိုးတက်လာမှပဲရပါမယ်